ပိုးဒီနေ့လည်းအိမ်မှာဧည့်သည်လာဖို့ရှိလို့ထောပတ်တွေအများကြီးသုံးစရာမလိုတဲ့နှုတ်စင်းထမင်းစိတ်လေးချက်ကျွေးပါမယ်ရှင်။ဒီကတော့ပိုးကနေကြစီလေးပဲသုံးပါတယ်။နေကြစီထည့်တယ်။ထောပတ်ကတော့နည်းနည်းလေးပဲထည့်တယ်။ပြီးရင်တက်သွန်နီးချက်ထားတာလေးကိုစီတက်ပါမယ်။တက်သွန်နီးတဝက်လောက်နွမ်းလာပြီဆိုရင်တစ်ချပူးခေါင်းနဲ့ကရဝေးရွက်လေးပါထည့်ပြီးတော့စီတက်လိုက်ပါတယ်။တက်သွန်နီးမှွေးပြီးရဲလာပြီဆိုရင်နှုတ်စင်းထည့်ပါမယ်။ဆန်လေးလုံးခွဲကိုနှုတ်စင်းတပူးထည့်ပါတယ်။ရေကတော့ကိုပုံမှန်ထမင်းချက်တလို့ပဲပေါ့နော်။ဆန်ရေတွက်ပေါ်မှာမူတည်ပြီးတော့ရေချိန်ထည့်ပါ။အရသာအတွက်ကစားမှုဟင်းခတ်မှုတကြားထည့်ပါတယ်။ပြီးရင်အဖုံးလေးပိတ်ပြီးတော့ရေဆူအောင်တင်လိုက်ပါတယ်။ရေဆူပြီးဆိုကမှဆန်ထည့်တယ်။ဆန်ထည့်ပြီးတော့တေချာလေးမှွေပြီးတော့အဖုံးလေးပိတ်ပြီးတော့ပြန်ချက်ထားပါတယ်။ပူချက်တဲ့နီလန်းလေးရလေတကယ်တော့အရန်လွယ်တယ်အခုလိုမျိုးအနေထားလေးရပြီဆိုရင်ပူတစ်ခါလောက်တော့မှွေပြီးတယ်ခဏခဏတော့မွေဘူးထမင်းကိုခဏခဏမှွေနေရဆိုရင်ဆန်နေကျိုးတတ်ပါတယ်ပြီးတော့ကိုထည့်တင်တာလေးထည့်လို့ရတယ်ပူကတော့မုံလာဦးနီထည့်တယ်တီယိုစီထည့်တယ်စပစ်ကြောက်ထည့်ပြီးတော့အဖုံးလေးပိတ်ပြီးပြန်နှက်ထားရဆိုရင်နှုတ်စိမ့်ထမင်းစိတ်လေးရပါပြီရှင်ဒီနှုတ်စိမ့်ထမင်းစိတ်လေးရလေထောပတ်တေးစီအရန်မစားခြင်းတဲ့သူတွေအတွက်ဆိုရင်တင့်တော်တယ်ထမင်းလေးရလေဒီပိုးထည့်ထားတဲ့အချိုးစားလေးပေါ့နော်ဆန်လေးလုံးခွဲကိုနှုတ်စိမ့်တစ်လုံးထည့်တာလုံးဝကွက်တီပဲထမင်းလေးကစိတ်နေရပါပဲရှင်ဟင်းတွေကတော့လေအထွေထူးဟင်းတွေလည်းမဟုတ်တော့ဘိုးချက်မပြတော့ပါဘူးအမဲသားဟင်းလေးချက်တယ်ဒါလေးကတော့ကြက်သွန်အနီအဖြူချင်းကိုမဆလာလေးနဲ့စီတက်ပြီးတော့အသားလေးကိုဣနေအောင်အမဲသားဟင်းလေးလည်းချက်တယ်ပြီးတော့ကြက်သားဟင်းလေးလည်းချက်တယ်ဒါလည်းဒီလိုပဲကြက်သွန်အနီအဖြူချင်းမဆလာလေးစီတက်ပြီးတော့ကြက်သားဟင်းလေးလည်းချက်ပါတယ်ရှင်မဆလာဟင်းကောင်းကောင်းလေးနဲ့နှုတ်စိမ့်ထမင်းလေးကတော့အရောင်လိုက်ပါတယ်အရေးတောက်လေးကိုတော့ပိုချမောင်ဟင်းရည်လေးချက်ပါတယ်ကြက်ရိုးလေးကိုတည်တည်ချာချာစားမှုဟင်းကမှုထည့်ပြီးတော့အချိန်ယူပြီးတော့တည်တည်ချာချာလေးပြုတ်ထားတယ်အဲ့ဒါကိုချမောင်ရက်ထည့်တယ်ကြက်သွန်စိမ့်လေးထည့်ပြီးတော့ချမောင်ဟင်းရည်ချင်းလေးချက်ပါတယ်ရှင်အဆက်လေးတစ်ခုကလည်းပါမဖြစ်မှာဆိုတော့လေပစုံချောက်ပါလက်ချောင်းကြော်လေးကြော်ပါတယ်ဒါလည်းပူကြော်နီးလေးကိုတည်တည်ချာချာလေးပြပြပေးဘူးလေဆိုတော့လေအခုကြော်မပြတော့ပါဘူးရှင်တရက်ချင်းတုပ်လေးလည်းတုပ်တယ်တရက်ချင်းကပူကိုယ်တိုင်လှုပ်ထားပါကြက်သွန်စိမ့်လေးရဲ့စားရဲ့မှုဟင်းကမှုလေးရဲ့စီလေးရဲ့ထည့်ပြီးတော့တရက်ချင်းတုပ်လေးလည်းတုပ်ပါတယ်ရှင်ဒါဆိုရင်တော့ဒီနေ့အတွက်ကပြည့်စုံသွားပါပြီရှင်